ဘုံတို့ရှင်အနုရုဒ္ဓမထေရမြတ်တစ်ချိန်မှာဝါတော်ထဲမှာသတင်းသုံးတယ်အဲ့လိုသတင်းသုံးရင်းနဲ့အလွန်မြင့်မြတ်တဲ့အတွေ့အလွန်မြင့်မြတ်တဲ့အကြံအစီအဲ့ဒီအတွေ့အဲ့ဒီအကြံတွေကိုတွေးမိတယ်ကြံမိတယ်တဲ့အဲ့ဒါမြတ်စွာဘုရားသူ့ဒီကြွသွားတဲ့အခါကျတော့သူတွေးမိတဲ့ကြံမိတဲ့အကြောင်းကိုမြတ်စွာဘုရားကိုလျှောက်တယ်။ဘာလျှောက်တုံးဆိုတော့အပိစ္ဆတယံဓမ္မောနာယံဓမ္မောမဟိစ္ဆတအတ္တန္တုထတယံဓမ္မောနာယံဓမ္မောတန္တုထတယံဓမ္မောနာယံဓမ္မောအတ္တန္တုထတသူလျှောက်တာတော့ခုနှစ်ချက်တောင်လျှောက်တယ်။မြတ်စွာဘုရားတဲ့ဟောဒီသူတော်ကောင်းတရားလို့ဆိုတဲ့လောကုတ္တရာတရားတွေဟာအလိုနေတဲ့ပုဂ္ဂိုလ်ရဲ့တရားသာဖြစ်ပါတယ်အလိုကြီးတဲ့ပုဂ္ဂိုလ်ရဲ့တရားမဟုတ်ဘူးတဲ့နော်အပိစ္ဆတယံဓမ္မောနာယံဓမ္မောမဟိစ္ဆတအယံဤလောကုတ္တရာတရားသည်ဤသူတော်ကောင်းတရားသည်အပိစ္ဆတအလိုနေကြတဲ့ပုဂ္ဂိုလ်တို့အတွက်အလိုနေကြတဲ့ပုဂ္ဂိုလ်တို့ရဲ့ဓမ္မောတရားမဟိစ္ဆတအလိုကြီးကြတဲ့ပုဂ္ဂိုလ်တို့ရဲ့ဓမ္မောတရားသည်နာမဟုတ်နော်စဉ်းစားနော်အလွန်ကောင်းတယ်ဟုတ်လားသူတော်ကောင်းတရားဆိုတာအလိုနေတဲ့ပုဂ္ဂိုလ်တွေနဲ့သာထိုက်တန်တာအလိုကြီးတဲ့ပုဂ္ဂိုလ်တွေနဲ့မထိုက်တန်ဘူးဆိုတဲ့အဓိပ္ပာယ်အလိုနေတဲ့ပုဂ္ဂိုလ်တွေသာလင်ရနိုင်တာအလိုကြီးတဲ့ပုဂ္ဂိုလ်တွေမရနိုင်ဘူးဆိုတဲ့သဘောပဲတန်တုထတယံဓမ္မောနာယံဓမ္မောအတန်တုထတဟောဘုံတို့ဒီကနေ့ညပြောနေတဲ့တန်တုဋ္ဌိဘူးလည်းပါတယ်နော်တန်တုထတယံဓမ္မောဟောဒီသူတော်ကောင်းတရားဆိုတာဟောဒီမဉ္ဇဉ်ဖို့ဉ္ဇဉ်နိဗ္ဗာန်ဆိုတဲ့လောကုတ္တရာတရားတွေနော်တန်တုထတရောင်ရဲတင်းတိမ်နိုင်တဲ့ပုဂ္ဂိုလ်အတွက်နော်ရှိနေတဲ့တရားတနည်းအားဖြင့်ရောင်ရဲတင်းတိမ်နိုင်တဲ့ပုဂ္ဂိုလ်တို့နဲ့ထိုက်တန်တဲ့တရားနော်နာယံဓမ္မောအတ္တန္တုထတမရောင်ရဲမတင်းတိမ်နိုင်ဘူးဆိုတော့နော်ဒီသူတော်ကောင်းတရားနဲ့မထိုက်တန်ဘူးလို့အဲ့ဒီလိုမျိုးသူတွေးမိတာအဲ့ဒါသူခုနှစ်ချက်တောင်သူတွေးတယ်တဲ့နော်တတိယတွေးတာဘာတော့ဆိုတော့ဝိဝေကနော်စိတ်ငြိမ်မှုမှာပျော်မွေ့တဲ့စိတ်ငြိမ်ရမှာပျော်မွေ့တဲ့ပုဂ္ဂိုလ်တွေနဲ့သာထိုက်တန်တဲ့တရားနော်လူတွေသူတွေနဲ့ပျော်နေတတ်တဲ့ပုဂ္ဂိုလ်တွေနဲ့မထိုက်တန်တဲ့တရားဟုတ်လားအပေါင်းအသင်းမှာမွေ့လျော်တဲ့ပုဂ္ဂိုလ်တွေရဲ့တရားမဟုတ်နော်စိတ်ငြိမ်ရမှာနေခြင်းတဲ့ပုဂ္ဂိုလ်နဲ့သာလင်ထိုက်တန်တဲ့တရားနော်ကြိုးစားအထောက်မှုဝရိယရှိတဲ့ပုဂ္ဂိုလ်ရဲ့တရားသာဖြစ်တယ်ပြင်းကြီးတဲ့ပုဂ္ဂိုလ်ရဲ့တရားမဟုတ်ဘူးတတိရှိတဲ့ပုဂ္ဂိုလ်ရဲ့တရားသာဖြစ်တယ်တတိမရှိတဲ့ပုဂ္ဂိုလ်ရဲ့တရားမဟုတ်တမာတိရှိတဲ့ပုဂ္ဂိုလ်နဲ့သာလင်ထိုက်တန်တဲ့တမာတိမရှိပြန့်လွင့်နေတဲ့ပုဂ္ဂိုလ်တို့နဲ့မထိုက်တန်တဲ့တရားဉာဏ်ပညာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တို့သာလင်ထိုက်တန်ဉာဏ်ပညာမဲ့ရတဲ့ပုဂ္ဂိုလ်တွေဒီတရားနဲ့မထိုက်တန်ဘူးခုနှစ်ချက်ဟောနော်အလိုကြီးခြင်းအလိုနေခြင်းရောင်ရဲခြင်းမရောင်ရဲခြင်းနော်စိတ်ဉာဏ်ရမှာပျော်မွေ့ခြင်းအပေါင်းအဖော်နဲ့မွေ့လျော်ခြင်းဝိရိယရှိခြင်းပြည့်ရည်ခြင်းတတိရှိခြင်းမရှိခြင်းတမာတိရှိခြင်းမရှိခြင်းပညာရှိခြင်းမရှိခြင်းဟုတ်လားအဲ့လိုမျိုးမြတ်စွာဘုရားကိုရှောက်တဲ့အခါကျတော့မြတ်စွာဘုရားကအဲ့လိုဆိုရင်အနုရုဒ္ဓကိုจิตာနုရုဒ္ဓတဲ့မင်းရဲ့အကြံစီတွေအတွေးတွေကတော့အလွန်ကိုမြင့်မြတ်တယ်နော်ဥပြီးတော့ပြည့်စုံသွားအောင်နောက်ထပ်အတွေးတစ်ခုထပ်ထည့်လိုက်အောင်တဲ့အဲ့ဒါပါလဲဆိုတော့ဒီသူတော်ကောင်းတရားတွေဆိုတာတဏမာနဒိဋ္ဌိလို့ဆိုတဲ့တန်တရားကိုချက်ထွင်တတ်တဲ့ပပင်စတရားမှာမမွေ့လျော်ကြတဲ့ပုဂ္ဂိုလ်တို့ရဲ့တရားပပင်စတရားမှာမွေ့လျော်ကြတဲ့ပုဂ္ဂိုလ်တို့ရဲ့တရားမဟုတ်နော်တဘာဝတရားတွေရဲ့ပုံမှာယုံနာရဲ့ပုံမှာခန္ဓာ၅ပါးရဲ့ပုံမှာဒါဟာငါပဲဒါဟာငါဥစ္စာပဲအစရှိတဲ့ဖြင့်တဏမာနဒိဋ္ဌိနဲ့နော်ဆွဲလန်းကန့်ညှိနေကြတဲ့ပုဂ္ဂိုလ်တို့နဲ့မထိုက်တန်တဲ့တရားတဏမာနဒိဋ္ဌိနော်ကင်းရနိဗ္ဗာန်မှာပြောမွေးကြတဲ့ပုဂ္ဂိုလ်တို့နဲ့သာလည်းထိုက်တန်တဲ့တရားအဲ့ဒီအဓိပ္ပာယ်မျိုးပြောတယ်ဟုတ်လားအဲ့လိုမျိုးမြတ်စွာဘုရားအမိန့်ရှိပြီးတော့ဒါဘုံဘုံကအနှစ်ချုပ်လေးပြောပြတာပါအဲ့ဒီသုတ်တံဘာပြောတော့ဆိုတော့ရောင်ရဲခြင်းနဲ့ပတ်သက်ပြီးတော့ရောင်ရဲတင်းတိမ်ပြီးတော့ဒါနေမယ်ဆိုလို့ရှိရင်တဲ့မြူမုံအလိမ့်လိမ့်ကတ်နေတဲ့ပတ္တကူသင်္ကန်းဟာအလွန်ပြည့်စုံကြွယ်ဝတဲ့တထေးတယောက်ကသူ့ရဲ့အဝတ်ဘီယိုကြီးကောင်းပေးဆိုတဲ့တထေးဆိုတော့အဝတ်တွေအကောင်းနေကြီးပေါ့နော်အဲ့ဒါတွေအပြည့်ထည့်ထားပြီးတော့အဝတ်ဘီယိုကြီးကိုကြည့်လိုက်တဲ့အခါမှာဟိုအဝတ်ကလေးကလည်းနှစ်သက်စရာဒီအဝတ်ကလေးကလည်းကျဉ်တတ်စရာအကုန်လုံးသဘောကျတဲ့အဝတ်တွေကြီးပဲအဝတ်နဲ့ပတ်သက်ပြီးတော့သူ့မှာဘာမှစိတ်ထဲမှာမပြည့်စုံဘူးလိုအပ်နေတယ်ဆိုတာမရှိဘူးအကုန်လုံးအဝတ်နဲ့ပတ်သက်ပြီးတော့ကျဉ်တတ်တထေးတယောက်ဟာအဝတ်ဘီယိုကိုကြည့်လိုက်တဲ့အချိန်မှာအဝတ်နဲ့ပတ်သက်ပြီးတော့အမြဲတမ်းကျဉ်တတ်နေတယ်လို့မျိုးရောင်ရဲတဲ့ပုဂ္ဂိုလ်ဟာမြူမုံအလိမ့်လိမ့်ကတ်နေတဲ့ပတ္တကူသင်္ကန်းသူ့တကျဉ်တတ်စရာပဲဒီစကားကအလွန်စဉ်းစားရပါဘူးအဲ့တော့ကိုယ်စိတ်ထဲမှာချမ်းသာတယ်ကျဉ်တတ်တယ်နှစ်သက်တယ်ဆိုတာပိုင်ဆိုင်ထားတာတွေရဲ့အည်အသွေးပေါ်မှာအဓိကမူတည်တာမဟုတ်ကိုယ်စိတ်ကဓာရဲ့ပေါ်မှာဘလို့မြင်တယ်လဲတနည်းအားဖြင့်ကိုယ်စိတ်အခန့်တွေကဘလို့ရှိတယ်လဲရောင်ရဲတင်းတိမ်မှုရှိသလားလောဘတွေကြီးနေသလား
လောဘကြီးရင်တော့ဘာတွေဘလောက်ရှိလို့မှသိပ်ပြီးတော့ချမ်းသာတဲ့အကြောင်းမရှိစိတ်ကမကျေနပ်နိုင်ဘူးရပဲရခြင်းနေတာပေါ့နော်ဟုတ်လားတော့ရခြင်းမှုကိုချိုးနှိမ်ထားတယ်ရခြင်းမှုရဲ့အပြစ်ကိုမြင်တယ်အော်ဒီတိုင်းမလိုချင်ခြင်းမရချင်ခြင်းရဲ့အနှစ်သာရကို तू သိတယ်အဲ့လိုရောင်ရဲနိုင်တဲ့အခါကျတော့ဘုရားပြောပုံလေးကိုဘုံကအလွန်သဘောကျတယ်နော်တထေးတရားအဝိပ္ပယိုကြည့်ပြီးတော့ကျင့်တဲ့လိုမျိုးတကယ်တမ်းကတော့တထေးရဲ့အဝိတ္တမျိုးကိုမှရှိတာမဟုတ်ဒါပေမဲ့ကိုယ်စိတ်ထဲမှာရှိနေတာပါတော့ရောင်ရဲမှုကရှိနေတယ်ဝိစုပ်ကလေးနဲ့လည်းပဲအစဉ်ပြေနေတယ်ပေါ့သဘောပေါက်လားပန္နုသင်္ကန်းဆိုတာအဲ့ဒါအမိုက်ပုံတို့တုတ်တန်တို့ရတဲ့ကြားဖို့ပါလေဟုတ်လားကောင်းတဲ့နေရာလေးပဲစုပြီးတော့ချုပ်ပြီးတော့တစ်ခေါက်လေးဆိုးပြီးတော့လှုပ်ထားတဲ့သင်္ကန်းဟုတ်လားအဲ့လိုပဲတဲ့တထေးတယောက်ကတပြုံထမင်းနေဟင်းနေကောင်းပြီဆိုတာဒီပြည့်စုံသုံးထမင်းဝိုင်းကြီးဟုတ်လားအဲ့ဒါကြီးကိုကြည့်ပြီးတော့အော်စားရည်နဲ့ပတ်သက်ပြီးတော့သူ့မှာလွန်ချမ်းသာနော်ရောင်ရင်းမဲ့တင်းတိမ်မဲ့ဆိုလို့ရှိရင်တအိမ်တစုံတအိမ်တယောက်မှဟုတ်လားလှည့်လေပြီးတော့မဟုတ်တာတွေဟုတ်တာတွေရောမကောင်းတာတွေရောကောင်းတာတွေရောဟုတ်လားပတ်တစ်ပိုင်းအလူခမ်းလာတယ်စွမ်းအလူခမ်းလာတယ်အဲ့ဒီတပိတ်သေးကကောင်းမကောင်းနောက်တောင်းပြောင်းရောရစွမ်းနေသူ့အတွက်ကျင့်တတ်စရာပဲတဲ့တထေးတယောက်ကအလွန်ကောင်းကောင်းမွန်မွန်တိုက်ကြီးတစ်လုံးဆောက်ဟုတ်လားဘုံနှမ်းပြတ်သက်တင်းနဲ့လေးသားပထဲနေနဲ့ဟာတကယ်ကိုအံ့ဩခမ်းနားတဲ့အိမ်ကြီးဆောက်ပြီးတော့နေရေးမှာအလွန်ချမ်းသာအဲ့လိုပဲယဟန်တစ်ပါးဟာရောင်ရင်းနိုင်မဲ့တင်းတိမ်နိုင်မဲ့ဆိုရင်တစ်ပင်ရင်းဟာသူ့အတွက်ချမ်းသာနှစ်သက်စရာပဲတဲ့ဟုတ်လားဟာကော်စောအမျိုးမျိုးနဲ့ခေါင်းကြီးတွေနဲ့ဖလုံးကြီးတွေနဲ့ဣဆက်ညံ့ညိုးတဲ့အိယာကြီးပေါ်မှာနေနေရတဲ့တထေးတယောက်နော်အိယာနဲ့ပတ်သက်ပြီးတော့သူဘာမှစိတ်ပြည့်စရာမရှိဘူးနော်အဲ့လိုပဲကိုဟာကြောင်ရင်းနိုင်မဲ့တင်းတိမ်နိုင်မဲ့ဆိုဒီတစ်ပင်အောက်တိရွက်ခင်ကလေးပေါ်မှာလည်းပဲသူ့မှာဘာဖြစ်နေတော့ကျင့်တတ်တယ်နှစ်သက်တယ်နေနိုင်မဲ့ဆိုဒီတစ်ပင်အောက်တိရွက်ခင်ကလေးပေါ်မှာလည်းပဲသူ့မှာဘာဖြစ်နေတော့ကျင့်တတ်တယ်နှစ်သက်တယ်နွားကျင်ငယ်ပုတ်ရည်နဲ့စိန်ထားတဲ့ဇီးပြူဘန်ကဆေးလေးစားပြီမလို့စီဦးထောပတ်စားနေရတဲ့နော်ဆေးအကောင်းသားတွေသုံးဆောင်နေရတဲ့တထေးတယောက်ရဲ့ကျင့်တတ်မှုမျိုးသူ့မှာရနိုင်တယ်ဒါကဘုံကနားလေလေအောင်ရှင်းရှင်းလေးပြောပြတယ်ဟုတ်လားအဲ့ဒါဘုံဘုံတို့စိတ်ထဲမှာဒီအသုံးဆောင်တွေနဲ့ပတ်သက်ပြီးတော့နော်ဘဝမှာရှင်းရှင်းပြောရရင်ဒီစာဝတ်နေရေးနဲ့ပတ်သက်ပြီးတော့ကျမ်းမာရေးတောင်ပါနော်စာဝတ်နေရေးကျမ်းမာရေးဟုတ်လားဒီအရေးတွေနဲ့ပတ်သက်ပြီးတော့တကယ်လို့သာကို့မှာရောင်ရဲခြင်းဆိုတဲ့အလိုနေခြင်းဆိုတဲ့နော်အခြေခံကောင်းတွေရှိနေမယ်ဆိုရင်ကိုဟာဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ပိုင်ဆိုင်မှုကဘလောက်ပဲအဆင့်မရှိဘူးပဲပြောကိုဟာချမ်းသာတဲ့လူတစ်ယောက်ပဲဟုတ်လား